မင်္ဂလာပါဒီနေ့တော့ရိုးရှင်းတဲ့စက်သားဟင်းလေးတစ်ခွက်ချက်ဖြစ်တယ်ဗျာစက်သားဟင်းလေးကိုဟင်းနဲ့များများလေးရစီဖို့အတွက်ခရမ်းငယ်လေး၃လုံးထည့်ပါမယ်အနက်အတွက်အရွက်အခေါက်တင်းတော်သိန်းလေးပါပါမယ်ခရမ်းငယ်လေး၃လုံးကိုအစိထုတ်ပြီးတော့ခဏနှုတ်လေးလှီးထားပါမယ်အသစ်တွေကိုရှာဖွေကြမယ်အတွင်းစိတ်ကိုပြုပြင်မယ်အတွင်းစိတ်ကိုပြုပြင်ပြီးအောင်မြင်ဖို့ရှင်လန်းကြမယ်စွန်းစွန်းနဲ့လမ်းတွေအနာဂတ်ကိုအားနဲ့မထားစက်သွန်ကြီးချင်းကိုလည်းပါပါနှုံးလေးဆက်သွင်းပေးပါမယ်နေ့တစ်ခုစောင့်ကြမယ်ဒီနေ့တစ်ခါအောင်မြင်မယ်ခွန်အားအပြည့်နဲ့ကြိုးစားစို့ခွန်အားအပြည့်နဲ့ကြိုးစားစို့လမ်းကြောင်းသစ်တွေလမ်းမယ်အနာဂတ်မှာလှူရှားတဲ့မျောလင့်ချက်တွေကိုသိမ့်ထားအားလုံးလိဖြတ်ပြီးအစင်းသေးဖြစ်ပြီးဆိုရင်တော့စက်သားဟင်းလေးစချက်ပါမယ်စက်သွန်ကြီးချင်းကိုစီတက်ပါမယ်အပါမဖြစ်စလင်းမုံလေးနဲ့ထည့်ပါမယ်အမွေးနဲ့အတွက်အရွက်အခေါက်လေးထည့်ပါမယ်စီတက်တာလေးအရောင်ပြောင်းနေဆိုရင်တော့မြုပ်သီးစိမ့်မုံလေးထည့်ပါမယ်နေ့တစ်ခုစောင့်ကြမယ်ဒီနေ့တစ်ခါအောင်မြင်မယ်ခွန်အားအပြည့်နဲ့စီတက်တာလေးဝှင်းနေပြီဆိုရင်တော့စက်သားထည့်ပြီးတော့စီထပ်တတ်ပါမယ်သားရတာမုံလေးတွေထည့်ပါမယ်စက်သားအပေါ်ကြီးလေးတင်းတဲ့ဒီစီတက်တတ်ပါမယ်ခရမ်းငယ်လေးထည့်ပါမယ်ခရမ်းငယ်လေးကြည်တဲ့အထိချက်ပါမယ်လမ်းကြောင်းကြီးကိုဖောက်ထွင်းလိုက်စိတ်ကိုလည်းမတောင်းနိုင်တော့စွန်းစွန်းလေးမအားပေးမယ်ငါအနာဂတ်လေးကိုပြုလုပ်မယ်ခရမ်းငယ်လေးတွေကြည်ပြီးဆိုရင်တော့ရေလေးထည့်ပါမယ်ရေလေးနှစ်ဖက်လောက်ထည့်ပါမယ်ကြိုးစားမှုနဲ့ရှိမှန်းချက်ဒီနေ့တစ်ခါအောင်မြင်မယ်ခွန်အားအပြည့်နဲ့ကြိုးစားစို့စွန်းစွန်းချမ်းတဲ့နေ့တစ်ခုအနာဂတ်နဲ့စတင်လေးကြိုးစားကြဖုံးလေးအုပ်ပြီးမီးနဲ့15မိနစ်လောက်ချက်ပါမယ်အနာဂတ်နေတဲ့တစ်ခုစတင်ပြီးအနာဂတ်အတွက်ကြိုးစားအနှစ်လေးတွေကြည့်ပြီးစီပြန်ရည်ပြန်အနေထားလောက်ရောက်ပြီဆိုရင်တော့ပြင်းတော်သိန်းလေးထည့်ပါမယ်အခက်ခဲတွေကိုကြော်ပြီးစိတ်အမွေးနဲ့ရမ်းမကြိုက်တဲ့လူတွေကတော့ပြင်းတော်သိန်းမထည့်လည်းရပါတယ်ကျွန်တော်ကတော့စီပြန်ရည်ပြန်အနေထားလေးနဲ့ပဲစက်သားဟင်းတစ်ခွက်အဆုံးသတ်လိုက်ပါတယ်ဗျာဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးရှင်နဲ့ဆမ်းပြကြပါစေအတွင်းစိတ်ကို